မင်္ဂလာပါရှင်။ခွန်မီလာ News ရဲ့မေလ4ရက်နေ့သတင်းတွေကိုနားဆင်ကြရမှာပါ။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့ဒေါအောင်ဆန်းစုကြည်တက်ရှိထင်ရှားရှိနေကြောင်းသက်သေပြဖို့အရှိုချင်းအမျိုးသားဖက်ဒရယ်ကောင်စီတောင်းဆိုတဲ့သတင်း။တီးထိန်ထမော်တောင်ယာနီးကိုစစ်ကော်မရှင်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်တဲ့သတင်းပါဝင်ပလောဝမှာ MDF နဲ့ဆက်ဆက်အဖွဲ့တွေတစ်တန်ချိန်တောင်းနေချီအိန္ဒိယကိုတင်ပို့နေတဲ့သတင်းတွေကိုနားဆင်ကြရမှာပါ။မတရားဖမ်းဆီးခံရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တက်ရှိထင်ရှားရှိကြောင်းသက်သေပြဖို့အရှိုချင်းအမျိုးသားဖက်ဒရယ်ကောင်စီကမေလ3ရက်နေ့မှာတောင်းဆိုလိုက်ပါတယ်။မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအကြအတဲတွေမှာလူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အခမ်းကဏ္ဍဟာမဖြစ်မနေလိုအပ်တယ်လို့လည်းဆိုပါတယ်။လက်ရှိမှာမြန်မာနိုင်ငံတော်ဝန်နိုင်ငံရေးစီးပွားရေးနဲ့လူမှုရေးဆိုင်ရာအကြအတဲတွေနေ့စဉ်နဲ့အမျှပုံမိုးဆိုးရွားလာနေပြီးတော့ပြည်သူတွေတည်ဆုံးတာနေရက်ဆုံးခွာရတာနဲ့လူအခွင့်အရေးချိုးဖောက်ခံရတာတွေကြုံတွေ့နေရပါတယ်။အဲ့ဒီအခြေအနေတွေကိုရေရှည်တည်တံ့စွာဖြေရှင်းနိုင်မှုနဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်ဒေါအောင်ဆန်းစုကြည်ရဲ့အခမ်းကဏ္ဍဟာအရေးပါတယ်လို့အလေးနက်ထားဖော်ပြထားပါတယ်။စစ်ကော်မရှင်အနေနဲ့ဒေါအောင်ဆန်းစုကြည်တက်ရှိထင်ရှားရှိကြောင်းကိုနောက်ဆုံးရက်စွဲပါရှိတဲ့ဗီဒီယိုနဲ့အတူစကားပြောဆိုမှုပါတဲ့အထောက်အထားကိုလူထုရှေ့မှာထုတ်ပြဖို့တောင်းဆိုထားပါတယ်။အဲ့ဒီပြင်သူမရဲ့ကျမရဲ့တရားရုံးတက်ရောက်မှုအခြေအနေတွေနဲ့လွတ်လပ်စွာဆက်သွယ်ခွင့်ရှိမရှိကိုလည်းပွင့်လင်းမြင်သာစွာထုတ်ဖော်ပြဖို့လိုအပ်တယ်လို့ဆိုပါတယ်။လူထုခေါင်းဆောင်တဲ့အတူဖမ်းဆီးထိန်းသိမ်းခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုချက်ချင်းလွှတ်ပေးဖို့လည်းတောင်းဆိုထားပါသေးတယ်။နိုင်ငံရေးအတွေ့အကြုံနဲ့လူထုထောက်ခံမှုအခိုင်အမာရရှိတဲ့ခေါင်းဆောင်တွေကိုဖယ်ထုတ်ထားတာဟာနိုင်ငံရဲ့ပြည်လည်တင့်မြတ်ရေးလုပ်ငန်းစဉ်တွေကိုနောက်ပြန်ဆုတ်စေမှာဖြစ်တယ်လို့လည်းသတိပေးထားပါတယ်။နိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာဒေါအောင်ဆန်းစုကြည်ရဲ့ပါဝင်မှုဟာအဓိကကျပါတယ်။အဲဒါကြောင့်သူမရဲ့ဘေးကင်းလုံခြုံရေးနဲ့တက်ရှိထင်ရှားရှိကြောင်းကိုအတည်ပြုပေးဖို့အရှိုချင်းအမျိုးသားဖက်ဒရယ်ကောင်စီဗဟိုအလုပ်အမှုဆောင်ဖွဲ့ကအလေးနက်ထားတောင်းဆိုထားတာပါ။ချင်းပြည်နယ်တီးတိန်မြို့နယ်တင်းကထမော်တောင်ခေါ်လေထံကုန်းနီးမှာစစ်ကော်မရှင်တပ်နဲ့ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲပြင်းထန်နေပြီးစစ်ကော်မရှင်ဘက်ကလေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်လှုပ်ဆောင်လာတယ်လို့သိရပါတယ်။စကိုင်းတိုင်းကလေးမျိုးဘက်ကနေတီးတိန်မြို့နယ်အတွင်းကိုအင်အားဖြည့်တင်းမှုတက်လာတဲ့စစ်ကြောင်းကိုချင်းတော်လှန်ရေးတပ်ဖွဲ့တွေကမေလ2ရက်နေ့ကစတင်ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးတော့မေလ4ရက်နေ့ထိနှစ်ဖက်ထိတွေ့မှုတွေပြင်းထန်နေတာပါ။တိုက်ပွဲအတွင်းမှာစစ်ကော်မရှင်ဘက်ကလက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်ခတ်နေတဲ့အပြင်လေကြောင်းတိုက်ခိုက်မှုတွေကိုပါပြုလုပ်နေတာပါစစ်ကော်မရှင်တပ်ကမေလ3ရက်နေ့မှာ3ကြိမ်ဘုံကျဲပြီးတော့အနည်းဆုံးဘုံ6လုံးခန့်ကြားရောက်ပောက်ကွဲခဲ့ပါတယ်မေလ4ရက်နေ့မနက်ပိုင်းမှာလည်းလေရင်နဲ့တစ်ကြိမ်ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကအတည်ပြုပါတယ်အဲ့ဒီအပြင်ကလေးမျိုးနဲ့တီးတိမ်မျိုးပေါ်ကစစ်ကော်မရှင်တပ်စခန်းတွေကနေလည်းတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ကူပေးနေလို့လူနေရက်ကွက်တွေအနီးကိုကြားရောက်ပောက်ကွဲတာတွေလည်းရှိပါတယ်မေလ2ရက်နေ့ကလည်းတီးတိမ်မျိုးဝင်စီဆိုင်အနီးကိုလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲလို့အသက်73နှစ်အရွယ်မောင်လျံမုံကင်းကြည်စားထိမှန်ပြီးတေဆုံးခဲ့ရပါသေးတယ်လက်ရှိမှာတိုက်ပွဲဖြစ်ပွားတဲ့ထမော်တောင်ရအနီးတစ်ဝိုက်နဲ့လမ်းတစ်လျှောက်မှာစစ်ရေးအခြေအနေတင်းမာနေဆဲဖြစ်ပါတယ်ချင်းပြည်နယ်ပလောဝမြို့နယ်အတွင်းကတစ်တော်တွေမှာ MDF နဲ့ဆက်ဆက်အဖွဲ့အစည်းတွေကအခုနှစ်ဆန်းပိုင်းကစပြီးတော့အစမတန်တစ်ထုတ်ယူနေပြီးအိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ဘက်ကိုတန်ချိန်3000ကျော်အထိတင်ပို့ရောင်းချထားတယ်လို့သိရပါတယ်။အခု2026ခုနှစ်ဇန်နဝါရီလကနေမေလအထိ9လတာအတွင်းမှာပလောဝမြို့နယ်ရှင်းလက်ချောင်းဖျားဒေသကရွှေလိုက်ဝကျေးရွာအုပ်စုကနေအိန္ဒိယနယ်စပ်ခေခုံကျေးရွာအထိတစ်တွေကိုအဆက်မပြတ်ထုတ်ယူနေတာပါ။အခုလိုတစ်ထုတ်လုပ်မှုတွေကိုMDF တပ်ဖွဲ့ဝင်တွေကလုံခြုံရေးယူပေးထားပြီးတော့စိုက်ဟားခရိုင်ဘက်ကိုစနစ်တကျတင်ပို့နေတာလို့ဒေသခံတွေကဆိုပါတယ်။တစ်ထုတ်ယူရမှာဟာခါဒေသခံလုပ်သားတွေကတစ်ဆွဲဆက်10လုံးထပ်မင်းအသုံးပြုပြီးတော့ထုတ်ယူနေတာပါ။အဲ့ဒီနောက်ထွက်ရှိလာတဲ့တစ်တွေကိုနယ်စပ်ခေခုံရွာကနေရခိုင်ကုန်တင်ကားတွေနဲ့မီဇိုရမ်ပြည်နယ်စိုက်ဟားမြို့ဘက်ကိုတည်ဆောင်ကြတာဖြစ်ပါတယ်။တည်ယူတဲ့နေရာမှာလည်းနယ်စပ်ဂိတ်မှာတာဝန်ယူနေတဲ့အာသာရိုင်ဖယ်ဂိတ်တွေကတားဆီးစစ်ဆေးတာမရှိဘဲလမ်းဖွင့်ပေးထားတယ်လို့သိရပါတယ်။ရှင်းလက်ချောင်းဖျားဧရိယာဟာတစ်တော်ထူထပ်တဲ့ရေဝေးရေလဲဆုံဖြစ်တယ်လို့အရင်ကဒေသခံတွေကိုယ်တိုင်တစ်ဝါခုတ်တာကိုကန့်သတ်ထားတဲ့နေရာဖြစ်ပါတယ်။ဒါပေမဲ့အခုလက်ရှိမှာလက်နက်ကင်အဖွဲ့အစည်းတွေနဲ့ကုန်သည်တွေပူးပေါင်းပြီးတစ်ထုတ်ယူနေတဲ့အပေါ်ဒေသခံတွေဝေဖန်ထောက်ပြခြင်းပေမဲ့လည်းလုံခြုံရေးအရာစိုးရိမ်နေကြပါတယ်။အခုလိုတစ်တော်တန်ရန်ဇာတာတွေကိုစီးကပ်မဲ့အလွန်ကျွံထုတ်ယူနေလို့
ရေရှည်မှာသဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးလာမှာကိုဒေသခံတွေအထူးစိုးရိမ်နေတယ်လို့လည်းသိရပါဗျ။